ညာနဲ့တကောင်ရန်အမောင်တူကြီးရဲ့မှာလေပြေအေးလေးတွေတိုက်ခတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲတကယ်ကိုအထက်တန်းကျတဲ့ခြံကြီးတစ်ခြံရဲ့တကားပေါ်မှာလူတယောက်ရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူကတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးရှမ်းလီပါ။ဒီဇက်လန်းကရှမ်းကျန်းရဲ့ဝန်မီသားစုအိမ်တော်တွေကအခန်းတစ်ခန်းမှာစတင်ထားပါတယ်။အခန်းထဲမှာတော့အသက်68နှစ်အရွယ်တိုင်းပြည်အတွက်တက်လုံးပေးဆက်ခဲ့တဲ့နိုင်ငံကုန်ဆောင်ပုဂ္ဂိုလ်ကြီးမစ္စတာဝမ်ဟာအသက်ရှူတန်းခက်မမိန်လေးနဲ့တေလူမျိုးပါဖြစ်နေပါတယ်။ဆရာဝန်ကြီးတွေကလည်းအားလုံးပဲပြင်ဆင်ထားကြပြီးအဖိုးကြီးကဒီညကိုကြော်ဖို့မလွယ်တော့ဘူးလို့ပြောနေတဲ့အချိန်မှာပဲအိမ်ရှိတကားကြီးဝုန်းကလေးနဲ့ပွင့်သွားပါတယ်။ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးကတော့အခန်းထဲကိုယုံကြည်ရပြည့်နဲ့အေးအေးဆေးဆေးပဲရှောက်ဝင်လာပါတယ်။ပြီးတော့သူပထမအဦးဆုံးပြောလိုက်တဲ့စကားကအဖိုးကြီးခမရမှာတက်တန်းနေကြံသေးတယ်လို့ပြောလိုက်တာပါ။မင်းကဘာလို့လဲဘလို့ဝင်လာတာလဲဆိုပြီးတနက်တွေနဲ့ဝိုင်းချိန်ထားကြပါတယ်။ဒါပေမဲ့ဇက်လိုက်ကအေးဆေးဆေးပဲသူကအချိန်ကိုရက်တန်းလိုက်တဲ့အခါအားလုံးကကြောက်ရွံ့လို့ငြိမ်သက်သွားကြပါတယ်။ရှန်လီကလည်းsorry ဗျာကျွန်တော်ခင်ဗျားတို့လန့်သွားစီမိပြီစိတ်အေးထားပါကျွန်တော်ကသူတို့ခိတခဏလေးပဲအချိန်ရက်ထားတာပါလို့ပြောပြီးသူကမျက်စိတွမိတ်တွင်းမှာပဲမစ္စတာဝမ်ရဲ့ဂရင်ဘေးကိုရောက်လာပြီးအေးဆေးဆေးပဲမိတ်ဆက်လိုက်ပါတယ်ကျွန်တော်ကိုမစ္စတာလီလို့ခေါ်နိုင်ပါတယ်ကျွန်တော်ကဒီလောကကြီးထဲမှာလှည့်လည်သွားလာနေတဲ့စီဝိုင်းသမားတစ်ယောက်ပါလို့မိတ်ဆက်လိုက်ပြီးကျွန်တော်မှာရောင်းစရာကွန်ပစ္စည်းတစ်ခုရှိတယ်အဲ့ဒါကအချိန်ပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဇလန်းလေးကစွမ်းမရခင်10ရက်ခန့်လို့ပြန်ရောက်ရှိသွားပါတယ်ရှန်ရန်မျိုးပြကြီးရဲ့ညမိုးကောင်းငင်အောက်မှာစတင်ခဲ့တာပါဇက်လိုက်ဖြစ်တဲ့ရှန်လီကအသက်26နှစ်အရွယ်တာမန်လူငယ်လေးတစ်ယောက်ပါမိဘတွေကဖုံးဆက်ပြီးတားရဲ့အလုပ်တွေအရန်ပင်ပန်းနေထွက်ခဲ့ပါတော့လို့ပြောနေပေမဲ့ရှန်လီကသူ့ရဲ့အိမ်မက်တွေရှီမက်ချက်တွေကြောင့်ဒီနိုင်ငံတကာဘန်နာရီမြို့တော်ကြီးမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့လက်တွေ့လူအဖွဲ့အစည်းကအရန်ရက်ဆက်လွန်းတော့ကျိုးစားသလောက်ရလက်မရပဲစိတ်ပြည့်စရာနေပဲကျုံနေရပါတယ်ဒီလိုနဲ့ပဲစိတ်ညင်ညင်နဲ့လမ်းလျှောက်နေတော့လမ်းဖြတ်ကူတဲ့လူတစ်ယောက်ကမီနီဖြတ်မောင်းလာတဲ့ကားစီးနဲ့တိုက်မိပြီးပြင်းထန်တဲ့ကားတိုက်မှုကြီးဖြစ်သွားခဲ့ပါတယ်လမ်းပေါ်မှာတော့ရဲခေါ်ပေးကြပါလူနာတင်ကားခေါ်ပေးကြပါနဲ့ရုပ်တဲတဲဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲရှန်လီရဲ့မျက်စိထဲမှာထူးဆန်းတဲ့အရာတွေကိုမြင်လိုက်ရပါတယ်လမ်းပေါ်ကလူတွေရဲ့ခေါင်းပေါ်မှာအမီအသက်နဲ့ကြန့်ရှိတဲ့တက်တန်းတွေကိုပါမြင်နေရတာပါရှန်လီကလည်းငါသူတို့ရဲ့တက်တန်းတွေကိုမြင်နေရတာလားငါပဲမျက်စိမှားသွားတာလားလို့သူတွေးနေတော့သူ့လက်ထဲကိုရှေးအောင်အိတ်ဆောင်နာကြီးတလုံးဘလို့ရောက်လာမှန်းမသိရောက်လာခဲ့ပါတယ်သူအဲ့ဒီနာရီကိုနှိပ်လိုက်တဲ့အခါမှာရွာနေတဲ့မိုးတွေပါရက်တန့်သွားပြီးအချိန်ကြီးတစ်ခုလုံးရက်သွားခဲ့ပါတယ်ရှန်လီတယောက်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လူတွေရောမိုးရီဇက်တွေရောလေထဲမှာရက်နေတာကိုမြင်ပြီးသဘောပေါက်သွားခဲ့ပါတယ်ဒါငါဘဝကိုပြောင်းလဲဖြစ်ဖို့ဒီလူလောကအလိညာတွေကိုဖျက်ဆီးပစ်ဖို့ရလာတဲ့အခွင့်အရေးပဲလို့သူတွေးနေပါတယ်သူကတကယ်ပဲအချိန်တွေကိုထိန်းချုပ်ခွင့်ရသွားပြီးအချိန်နဲ့မကဘဲနဲ့လူတွေရဲ့တက်တန်းတွေကိုပါစိတ်ကြိုက်နှုတ်နိုင်ပေါင်းနိုင်ကစားနိုင်တဲ့အစွမ်းတွေကိုရရှိသွားတာပါဒီမျိုးပြကြီးထဲမှာတော့လူဘယ်နှယောက်ကမြန်ယာတူဂုံဒရက်တွေအတွက်ရုန်းကန်နေကြလဲမသိပါဘူးတကယ်တော့ဒါတွေအားလုံးကအချိန်နဲ့လဲနေကြတာပါအချိန်ဆိုတာအားလုံးအတွက်တရားမျှတပေမဲ့တနင်္လာချင်းစီရဲ့တန်မိုးကတော့လူတယောက်ချင်းစီအပေါ်မှာမူတည်ပြီးကွဲပြားသွားပါတယ်ဒါကြောင့်ငါဟာလူတွေရဲ့အသက်နဲ့အချိန်ကိုအယောင်းဝယ်လောက်ရမယ်အချိန်ကုန်တွေဖြစ်လာရမယ်လို့ပြောရင်ကဘာပေါ်ကထိတ်တန်းတထေးကြီးတွေအထက်တန်းလွှာတွေအားလုံးငါရှိမှဒူထောက်ဥညွတ်စေရမယ်လို့ပြောရင်ဘီလင်တယောက်စတင်မွေးဖွားလာခဲ့ပါတယ်အိမ်ပြန်ရောက်တော့ရှန်လီတယောက်အဝေစားတွေအမြန်လဲနေပါတယ်အဲ့ဒီအချိန်မှာပဲအတူနေတဲ့ရန်ရှာဆိုတဲ့ကောင်မလေးကရှန်လီအလောက်ကပြန်လာပြီလားငါနှောက်ယှက်မိတယ်လို့ဖြစ်သွားလားလို့လှမ်းမေးလိုက်ပါတယ်ဒါပေမဲ့ရန်ရှာရဲ့စိတ်ထဲမှာတော့သူကအထင်ကြီးစရာမကောင်းတဲ့သူပါဒါပေမဲ့သူကဘာလို့ဒီနေ့မှဒီလောက်ကြည့်ကောင်းနေရတာလဲဆိုပြီးရင်ခုန်ပြီးသွားပါသေးတယ်ပြီးမှကိုယ်စိတ်ကိုပြန်ထိန်ပြီးငါကတထေးကြီးနဲ့လက်ထက်ရှင်တဲ့မိန်းကလေးလေးတာမန်ယောက်ျားလေးတယောက်ပေါ်မှာဒီလိုအလွယ်တကူရင်ခုန်လို့ဘယ်ဖြစ်မလဲဆိုပြီးတွေးနေပါတယ်ကိုယ်စိတ်ကိုပြန်ထိန်လိုက်ပြီးရှန်လီကိုငါအခန်းထဲဝင်နှင်းတော့မယ်နားလိုက်အောင်ခွန်နိုင်တော့လို့နှုတ်ဆက်ပြီးထွက်သွားပါတယ်ရှန်လီကတော့ပြုံးပြီးကိုစီးကိုစောင်းတက်ပြီးလှပထက်မြက်တဲ့မိန်းကလေးပဲတာမန်လူတွေဆိုရင်ဒီလိုခံစား권ရမှာမဟုတ်ဘူးဒါပေမဲ့ငါကအခုတာမန်လူတို့မှမဟုတ်တော့တာလို့တွေးနေပါတယ်အခုဆိုရင်ရှန်လီကအချိန်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းပြေအချိန်တွေကိုကုန်ပစ္စည်းလိုဝယ်ယူပြီးပြန်ရောင်းချနိုင်တဲ့စွမ်းအားကိုပါရရှိထားလို့ပါသူ့လက်ထဲမှာအချိန်ဝယ်ယူရေးစာချုပ်ဆိုတာကြီးကလည်းပေါ်လာပြီးအစာချုပ်ထဲမှာစီကံချက်တွေပါဝင်ပါတယ်ပထမတစ်ခုကတော့ဒီစွမ်းအကြောင်းဘယ်သူမှမပြောဘူးဒုတိယကစာချုပ်ပါအချက်လက်တွေကိုပြင်ဆင်ခွင့်မရှိဖို့ပါတတိယကတော့ဝယ်ယူသူရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့လှုပ်ဝက်ချက်တွေကိုမပေါက်ကြားစေဖို့စတဲ့စီကံတွေအပြင်စာချုပ်ပြီးရင်အယောင်းဝယ်ကိုရက်တက်လို့မရပါဘူးဆိုတာတွေပါရှိပါတယ်ဒီလိုနဲ့ပဲရှန်လီတယောက်ငါဟာအခုချိန်ကစပြီးအချိန်ကုန်တဲ့တယောက်ပဲလူတွေစီမှာအချိန်တွေကိုဝယ်ပြီးအဲ့ဒီအချိန်ကိုလိုအပ်နေတဲ့တခြားသူတွေစီမှာဈေးကြီးကြီးနဲ့ပြန်ရောက်မယ်လို့တွေးရင်ကဲငါရဲ့ပထမဆုံးဖောက်တယ်ဘယ်သူဖြစ်လာမလဲဆိုပြီးစိတ်ကူးရင်းနေမိပါတယ်အဲ့ဒီနောက်သူ့ရဲ့ပထမဆုံးအချိန်ဝယ်ယူမှုကိုအောင်မြင်အောင်လုပ်ဖို့အတွက်သူစုထားတဲ့မွေအားလုံးကိုထုတ်ပြီးလမ်းပေါ်ထွက်ရှာပါတော့တယ်လမ်းပေါ်မှာအသက်85နှစ်အရွယ်အဖိုးတယောက်ကိုတွေ့ပေမဲ့
ကြံတဲ့တက်တန်းက2နှစ်ကျော်ပဲရှိတော့မှလို့သူ့တမတ်ချက်နဲ့မကိုက်ညီဘူးဖြစ်နေပါတယ်နောက်ထပ်မိခင်နဲ့တမီလေးတူကိုတွေးပြန်တော့လေအချိန်ကုန်တဲ့စံနှုံးရှိရမယ်ဆိုပြီးကြော်ခဲ့ပါတယ်ရှန်လီကမွေလိုအချိန်ရောင်းညင်တဲ့ဘသူ့ကိုမဆိုအယောင်းဝယ်လုပ်ပေးနိုင်ပေမဲ့သူတို့မှာကြံရှိတဲ့တက်တန်းကပိုးရှိဖို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့လူတယောက်ရဲ့အဖိုးတန်ဆုံးယတနာအချိန်ပဲဖြစ်နေလို့ပါအဲ့ဒီအချိန်မှာပဲလမ်းဘေးမှာရှင်းချန်မင်းအတွက် iPhone ဝယ်ပေးဖို့ငါမကြခင်ပတ်စံအလုံးလိုက်ရှာနိုင်တော့မှာပါစိတ်မပူနဲ့ငါအလုပ်တွေအများကြီးလုပ်နေတာမင်းမွေးနေ့မှာလက်ဆောင်အကြီးပေးမယ်လို့ဖုံပြောနေတဲ့လူငယ်လေးတယောက်ကိုတွေးလိုက်ရပါတယ်သူကတော့အချိန်ပိုင်းအလုပ်လုပ်နေတဲ့တက္ကသိုလ်ကျောင်းသားလေးကျန်းပေါ်ဝမ်မှာဖြစ်ပါတယ်သူ့ရဲ့အသက်က22နှစ်ပဲရှိသေးပြီးကြံရှိနေတဲ့တက်တန်းကတော့65နှစ်တောင်ကျန်သေးတာပါရှန်လီကသူကမကြခင်မှာပတ်စံအရန်လိုနေတာပဲငါရဲ့ပထမဆုံးဖောက်တဲ့ကြီးကတော့မင်းပါပဲလို့စိတ်ထဲမှာရွေးချယ်မိလိုက်ပါတယ်ကျောင်းသားလေးကျန်းပေါ်ဝမ်ခင်ဗျာအလုပ်ထဲမှာအလေးတုပ်လို့ဆိုပြီးလာတာအဖြတ်ခံရပေမဲ့ယူသားမှုကြောင့်မန်နေဂျာကမုတ်ပိုးလေးနည်းနည်းပြန်ပြီးလို့ကျေးဇူးတင်ပြီးပြန်ထွက်လာရပါတယ်ငါရီမန်ချက်ပြေးဖို့လမ်းကအဝေးကြီးလိုသေးတယ်ကျိုးသားမှဖြစ်မယ်ဘာပဲဖြစ်ဖြစ်ချစ်သူအတွက်ဖုန်းလေးတော့ဝယ်ပေးရမယ်လို့တွေးနေ့လေသာစားဖို့ဆိုင်တစ်ဆိုင်ထဲကိုဝင်လာခဲ့ပါတယ်သူကဆိုင်ရှင်ကိုအန်ကယ်ဒီမှာအသက်တာတော့ခောက်ဆွဲကြော်တစ်ဝယ်ပေးပါလို့မှားလိုက်ပြီးနွမ်းနေစာနဲ့ထိုင်းနေတော့ရုတ်တရက်ရှန်လီကသူ့ရှေ့မှာပေါ်လာပါတယ်မင်းကဘာတူလဲလို့မေးနေတော့မှာပဲရှန်လီကအချိန်ကိုရက်တန်းလိုက်ပါတယ်ပေါင်ဝင်းရင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးမိဖို့ကြောင့်တွေကစူညံတန်းတွေလူတွေရဲ့လှုပ်ရှားမှုတွေအားလုံးကနှိကွေးပြီးရက်တန်းသွားပါတယ်ပြီးတော့ကျန်းပေါ်ဝန်တယောက်လမ်းဖြန့်ပြီးဘာဖြစ်ကုန်တာလဲခမဒါကိုလှုပ်လိုက်တာလားလို့အော်မေးနေပါတယ်ရှန်လီကအေးအေးဆေးဆေးပဲစိတ်မပူပါနဲ့ကျွန်တော်ကပတ်ဝန်းကျင်ကအချိန်ကိုနည်းနည်းလေးပြောင်းလဲပေးလိုက်ရုံပါအပြင်လောကရဲ့အတန်နဲ့လှုပ်ရှားမှုတွေကအရန်နှိကွေးသွားတော့ရက်နေတယ်လို့ဖြစ်သွားတာပါကဲကျွန်တော်ကိုမိတ်ဆက်ပေးရသည်ကျွန်တော်ကိုအချိန်ကုန်တယ်လို့ခေါ်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်ကျန်းမော်ဝန်ကလည်းဘာချိန်ကုန်တယ်ဟုတ်လားကျုပ်တစ်ခါမှမကြားဘူးပါဘူးခမရယူနေတာလားလို့ပြန်ပြောလိုက်ပါတယ်ရှန်လီကမစ္စတာကျန်းစိတ်မလှုပ်ရှားပါနဲ့ကျွန်တော်ကဒီလောကကြီးထဲမှာလှည့်လည်သွားလာနေပြီလူတွေစီကအချိန်နဲ့တက်တန်းတွေကိုဝယ်ယူတယ်ပြီးရင်တကယ်ကိုလိုအပ်နေပြီးတက်နိုင်တဲ့သူတွေစီကိုပြန်ရောင်းချပေးတာပါလို့ရှင်းပြပါတယ်ကျန်းမော်ဝန်ကပူလန့်သွားပြီးခမရကျုပ်ရဲ့မျိုးနာမည်ကိုဘယ်လိုသိသွားတာလဲလို့မေးလိုက်တဲ့အခါရှန်လီကပြုံးပြီးသူ့တက်တန်းကိုဖတ်ပြလိုက်ပါတယ်အမည်ကျန်းပေါ်ဝန်အသက်21ကျန်ရှိနေတဲ့တက်တန်း65နှစ်ခမရကအနည်းဆုံးအသက်80ကျော်အထိအသက်ရှည်နေရမှာပါတကယ်ကိုရှည်လေရတဲ့တက်တန်းပါပဲကဲမစ္စတာကျန်ခမရရဲ့ပိုးနေရဲ့တက်တန်းနဲ့အနှင်းငယ်ကိုကျွန်တော်စီရောင်းမှုဆန္ဒရှိရလားလို့မေးလိုက်ပါတယ်ဒီစကားကိုကြားတော့ကျန်းပေါ်ဝန်တယောက်ကြောင်အန်းသွားပြီဒါတကယ်ပဲရောင်းလို့ရတာလားပြီးတော့ဈေးနှုန်းကရောဘယ်လောက်လဲဆိုပြီးမိကုံထုတ်ရင်းနဲ့ပဲအချိန်ကုန်တဲ့ရဲ့ပထမဆုံးအယောင်းဝယ်စားချုပ်ကြီးကစတင်မှုဖြစ်လာပါတော့တယ်ရှန်လီကကျန်းပွန်ဝယ်ရဲ့တစ်နှစ်တာတန်မိုးကိုတွက်ချက်ပြီးဒီဈေးနှုန်းကမင်းတစ်နှစ်မှာရှာနိုင်တဲ့ဝင်မှုအပေါ်မှာမူတည်ပြီးတတ်မှတ်ရမှာပဲဒါပေမဲ့မင်းကတာမန်ကျောင်းသားပဲရှိသေးတော့တစ်နှစ်စာတက်တန်းအတွက်ယွမ်3သိန်းတတ်မှတ်ပေးမယ်လို့ပြောလိုက်ပါတယ်ကျန်းပွန်ဝယ်တယောက်ကယွမ်3သိန်းဆိုတဲ့အတန်ကြတော့တရွေးတွေအမျိုးချမိသွားပြီးတာမန်လူတယောက်တော့တစ်နှစ်မှာဒီလောက်အများကြီးဘယ်လိုမှမရှာနိုင်လို့ပါဒါပေမဲ့သူချက်ချင်းပဲတွေးမိပြန်ပြီမဟုတ်သေးပါဘူးငါအခုရောင်းရမှာကငါရဲ့တက်တန်းကြီးလေငါအသက်တူသွားရင်ဒုက္ခပဲလို့သူတွေးနေပါတယ်ရှန်လီကတော့အေးစီစီပဲမင်းဒီအချိန်ဝယ်ရွေးစာချုပ်ကိုသဘောတူရင်လက်မှတ်ထိုးလိုက်ပါလို့စာချုပ်ကိုကမ်းပေးပါတယ်ကျန်းဝံပေါ်ကအစိတ်ထဲမှာငါတစ်နှစ်ပဲရောင်းရင်တော့အသက်အရှည်နေအောင်မှာပဲမဟုတ်လားပြီးတော့ဒီယွမ်3သိန်းကိုချက်ချင်းရိုက်ချစ်သူရှမ်းကြံအတွက်လက်ဆောင်လဲဝယ်ပေးနိုင်တယ်လို့ငါလူချင်းတဲ့ဂိမ်းဆက်နဲ့ဖက်နက်တွေကိုလည်းဝယ်လို့ရပြီဘာပဲဖြစ်ဖြစ်အချိန်ပိုင်းအလုပ်လုပ်နေရတယ်ဆိုတော့လေကို့အချိန်ကိုမွေးနဲ့လဲနေရတာပဲဟာလို့စင်ရင်နေပေးပြီးစဉ်းစားနေပါတယ်ရှန်လီကကဲမင်းစဉ်းစားပြီလားဆုံးဖြတ်ချက်မချနိုင်သေးရင်လည်းငါသွားတော့မယ်လို့ပြောလိုက်တဲ့အခါကျန်းဝံပေါ်တယောက်လမ်းဖြန့်သွားပြီးနေအောင်တစ်နှစ်သေးပါပဲလို့ကျုပ်ရောင်းမယ်လို့အော်ပြောလိုက်ပါတယ်ကဲကောင်းပြီဒါဆိုရင်လည်းဒီမှာလက်မှတ်ထိုးပတ်စံအားလုံးချက်ချင်းရစေရမယ်လို့ရှန်လီကပြောလိုက်တာနဲ့ကျန်းဝံပေါ်ကဘာမှမစဉ်းစားတော့ပဲလက်မှတ်ထိုးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့တက်တန်းက64နှစ်ကနေလာအနှင်းငယ်ကိုရော့ကျသွားပြီးအယောင်းဝယ်အောင်မြင်သွားခဲ့ပါတယ်ကျန်းဝံပေါ်ကမွေတွေရတော့အရန်ပြော့သွားပြီးမိုက်လိုက်တာချစ်သူအတွက်ဖုန်းနဲ့မကောက်ငါလိုချင်တဲ့ဂိမ်းဆက်နဲ့စနီကာဖလက်တွေပါဝယ်လို့ရပြီလို့ရေရွတ်နေပါတယ်ရှန်လီကဒါကငါရဲ့ဆက်သွယ်ရေးလိပ်စာပါနောက်ခါငါနဲ့ထပ်ပြီးလက်တွဲခြင်းဆက်သွယ်လို့ရပါတယ်လို့ကပ်ပြားလေးပေးလိုက်တော့သူကတော်ပြီငါအသက်တစ်နှစ်တောင်ဆုံးရှုံးသွားပြီဒီလိုမျိုးကြီးဆက်မလုပ်နိုင်တော့ဘူးလို့ညင်းရှာပါတယ်ဒါပေမဲ့ရှန်လီကတော့ယူထားလိုက်ပါမင်းအတွက်တနေ့လိုအပ်လာလိမ့်မယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်ပထမဦးဆုံးအယောင်းဝယ်ကထင်ထားတဲ့ပို့ပြီးအစော်ကြီးပြီးသွားပြီးသူ့လက်ထဲမှာလည်းတစ်နှစ်စာတက်တန်းကရှိနေပါပဲအခုတော့အဲ့ဒါကိုပြန်ရောင်းဖို့အတွက်တင့်တော်တဲ့ဖောက်တက်တူကိုတေချာရွေးချယ်ရတော့မှာပါအဲ့ဒီအချိန်မှာပဲသူသတင်းတစ်ခုတွေးလဲရပါတယ်အဲ့ဒါကခေဟောင်းရဲ့ကြီးကြီးခမ်းနာတဲ့ဂုံဒရက်တွေကွယ်ပြောက်တော့မဲ့သတင်းမှာတင်ဟန်ရဲ့နာမည်ကြီးမစ္စတာဝမ်ရဲ့အကြောင်းမှာရိုမီယိုမီသားစုဆိုတာနှစ်ပေါင်းရရှိတမိုင်းရောက်နေရှိပြီးနိုင်ငံစီးပွားရေးကိုဦးဆောင်ခဲ့တဲ့တစ်ချိန်ကဩဇာအာဏာအကြီးဆုံးမီသားစုကြီးပါအဲ့ဒါကအရန်ကောင်းတာပဲဒါငါအတွက်ဖောက်တဲ့ကြီးပဲလို့ရှန်လီကတွေးနေပါတယ်အခန်းထဲမှာတော့ဆရာဝန်ကမစ္စတာဝမ်
အဖိုးကြီးကဒီညကိုကြော်ဖြတ်နိုင်ဖို့မလွယ်တော့ဘူးလို့ပြောနေပြီးသားသမီးတွေကလည်းဆရာဝန်သူ့ကိုကယ်တင်နိုင်မယ့်နည်းလည်းမရှိတော့ဘူးလားကျွန်တော်မိသားစုအတွက်ဖခင်ကြီးကအရန်ရေးကြီးလို့ပါလို့ငိုယိုပြီးတောင်းပန်နေကြပါတယ်ဆရာဝန်ကြီးကလည်းစိတ်မကောင်းပါဘူးကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပြီးပါပြီလို့ပြောလိုက်ပါတယ်အဖိုးကြီးရဲ့အချိန်ကကုန်ဆုံးသွားပါပြီလို့ပြောနေပါတယ်ဂရီမော်ကအဖိုးကိုမစ္စတာဝန်ကတော့စိတ်ထဲကနေငါဘဝတစ်ခုလုံးစစ်ပွဲတွေအကြက်အတဲတွေစီးပွားရေးတိုက်ပွဲတွေနဲ့ဖျက်ဆီးခဲ့ရတယ်ဒါပေမဲ့အခုတော့ဂရီမော်မှာဒီတိုင်းတေးရတော့မှလားမဖြစ်ဘူးငါအခုချိန်ထိတေးလို့မဖြစ်သေးဘူးငါမိသားစုကငါ့ကိုလိုအပ်နေသေးတယ်ငါအသက်ရှင်နေသေးတဲ့တွေမိသားစုရဲ့ဂုဏ်ထွက်တွေကဆက်ပြီးတောက်ပနေအောင်မှာငါ့ကိုနောက်ထပ်တစ်နှစ်လောက်ပဲဖြစ်ဖြစ်အသက်ရှင်ဝင်ပေးပါဆိုပြီးတေးရင်တရားကိုမလိုလားတဲ့စိတ်နဲ့အော်ဟစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားကြီးပွင့်သွားပြီးရှန်လီရောက်လာခဲ့တာပါအခန်းထဲကလူတွေကအချိန်ရက်တက်ခံထားရပြီးကြောက်လို့ဖြစ်နေချိန်မှာရှန်လီကအဖိုးအိုရဲ့ဂရင်ဘေးကိုသွားပြီးမစ္စတာဝန်ကျွန်တော်မိတ်ဆက်ပေးရသည်ကျွန်တော်ရဲ့မျိုးနာမည်ကလီပါကျွန်တော်ကိုမစ္စတာလီလို့လည်းခေါ်နိုင်ပါတယ်ကျွန်တော်ကလောကကြီးထဲမှာလှည့်လည်သွားလာပြီးအချိန်ကိုအယောင်းဝယ်လုပ်နေတဲ့ကုန်တယ်တယောက်ပါလို့မိတ်ဆက်လိုက်ပါတယ်အဖိုးကြီးကတော့စိတ်ထဲကနေအချိန်ကိုကုန်ပစ္စည်းလို့ရောင်းဝယ်တဲ့ကုန်တယ်ဟုတ်လားသူကလူလိမ့်လားဒါပေမဲ့ငါပတ်ဝန်းကျင်ကိုကြည့်ရတော့ဒါကတကယ်ဆိုရင်တော့နားလေရခက်လွန်းတယ်လို့တွေးနေတော့မှာပဲရှန်လီကမေးခွန်းနေရှိရင်နောက်မှမေးပါအခုကျွန်တော်တတိပေးချင်တာကခမရမှာကြံရှိနေတဲ့တက်တန်းက10မိနစ်တောင်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်အဖိုးကြီးကဒါဆိုမစ္စတာလီခမရရဲ့အချိန်ကဘယ်လောက်တန်ဖို့ရှိလဲလို့မေးလိုက်ပါတယ်ရှန်လီကပြုံးပြပြီးစီကန်းကိုရှင်းပြပါတယ်လူတယောက်ချင်းစီတူညီတဲ့အချိန်အတွင်းမှာဖန်တီးနိုင်တဲ့တန်မိုးကလည်းမတူညီကြဘူးဒါကြောင့်ဝယ်ယူသူရဲ့တစ်နှစ်တာဝင်မွေရဲ့9ပုံတပုံကိုတစ်နှစ်စာတက်တန်းရဲ့ဈေးနှုန်းအဖြစ်သတ်မှတ်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ခမရတို့ရဲ့ဝင်မွေအရာတွက်ချက်မယ်ဆိုရင်တော့တန်းတရာကြားသိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြတော့အဖိုးကစိတ်ထဲမှာထစ်နေပြီးဒါကတကယ်လူလိမ်ကြီးပဲလို့ထင်သွားပါတယ်ဒါပေမဲ့လည်းဝမ်မီသားစုအနေနဲ့ရွှေတွေမွေတွေဘယ်လောက်ပဲရှိရှိကုံဆုံးသွားတဲ့အချိန်တလက်မအောင်တောင်ပြောင်းဝယ်လို့မရဘူးဆိုတာကိုတော့သူသိနေပါတယ်အဲ့ဒီအချိန်မှာပဲရှန်လီကအဖိုးရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးအမီရိုမီယိုအသက်68နှစ်ကြံရှိနေတဲ့တက်တန်း9မိနစ်ခမားက10စုနှစ်ပေါင်းများစွာဩဇာအာဏာအထက်အထိပ်မှာရှိနေခဲ့ပေမဲ့အချိန်ဆိုတာကအားလုံးအတွက်ဒန်းတူပါပဲလို့အဖိုးကြီးကိုပြောချလိုက်ပါတယ်ဖိုးကြီးကဆွန့်အားသွားတဲ့အချိန်မှာတော့ရှန်လီကပြုံးပြလိုက်ပြီးဒါပေမဲ့အဲ့ဒီအချိန်ကိုထိန်းချုပ်တဲ့သူကတော့ကျွန်တော်ပဲလို့ပြောလိုက်ပါတယ်ကဲအဖိုးကြီးဘာပြောချင်သေးလဲလို့ရှန်လီကမေးလိုက်ပါတယ်အဖိုးကတုံတုံရင်းနဲ့ပဲရှင်ရင်သေးတယ်ကျွန်တော်အသက်ရှင်ရင်သေးတယ်မစ္စတာလီလို့မနေအော်ပြောလိုက်ပါတယ်ဘေးကအချိန်ပြန်ပွင့်လာတဲ့ဝန်မီသားစုရဲ့ဒုတိယမျိုးဆက်ခေါင်းဆောင်ကလည်းလမ်းဖြတ်ပြီးမစ္စတာလီကျွန်တော်တို့ရဲ့အဖိုးကြီးကပထမဆုံးတစ်နှစ်စာတက်တန်းကိုဝယ်ချင်ပါတယ်လို့ချက်ချင်းတောင်းပန်ပြီးပြောလိုက်ပါတယ်မစ္စတာလီကလည်းပြဿနာမရှိပါဘူးမစ္စတာဝန်ဒီနေရာမှာလက်မှတ်ထိုးလိုက်ပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းအဖိုးကြီးကလက်တောင်မလှုပ်နိုင်တော့ပဲတာဖြစ်သူကလည်းအဖေမြန်လုပ်ပါလို့စိုးရင်တကြီးနဲ့အော်နေပါတယ်အဲ့ဒီအချိန်မှာရိုမီယိုရဲ့အသက်က68နှစ်ကျန်ရှိနေတဲ့တက်တန်းကစက္ကန့်ပိုင်းပဲလို့ပြောနေပါတယ်သူကစိတ်ထဲကနေမဖြစ်ဘူးငါမှကြီးကျယ်တဲ့အစီအစဉ်တွေရှိသေးတယ်ငါဆက်ပြီးအသက်ရှင်ရမယ်လို့အသေးအံအော်ဟစ်နေပါတယ်တက်တန်းက8စက္ကန့်ပဲလိုတော့တဲ့အခါစာချုပ်ချုပ်ဆိုမှုအောင်မြင်သွားပြီးအဖိုးရဲ့တက်တန်းကရုတ်တရက်ပြန်တိုးလာပါတော့တယ်ရှန်လီကတော့ရဲနေပြီအဖိုးကြီးရဲ့တက်တန်းကတိုးသွားပြီပဲဝမ်မီသားစုရဲ့ဒုတိယမျိုးဆက်အိမ်တော်တခင်ဖြစ်တင်ပါတယ်လို့ပြောရင်ဒီလောက်ထိအသက်ရှင်ခြင်းနဲ့ဇွဲလုံးလောက်ကိုတော့တကယ်ပဲချီးကျူးမိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့လေကဲအယောင်းဝပြီးပါပြီလို့ပြောလိုက်ပါတယ်တားဖြစ်သူကလည်းအဖေဘလို့နေသေးလဲလို့မေးလိုက်တဲ့အခါမှာအဖိုးကတော့ငါလွန်ခဲ့တဲ့အနှစ်ငယ်ရလိုမျိုးပြန်ခံစားနေရတယ်အသက်ကြီးနေသေးပေမဲ့ခွန်အားတွေပြန်ပြည့်နေတယ်လို့မျိုးပဲလို့ပြောလိုက်ပါတယ်ဒါကတကယ်ပဲအချင်းအစွမ်းအားလားလို့အန်အော်တကြီးရေရွတ်နေပါတယ်ရှန်လီကတော့ဂုံယူပါတယ်မစ္စတာဝန်နောက်ထပ်တစ်နှစ်တာအတွင်းမှာခမားဝယ်ယူထားတဲ့အသက်တွေကိုပျော်ပျော်ကြီးဖြတ်တန်းလိုက်ပါအောင်လို့နှုတ်ဆက်ပြီးထွက်သွားဖို့ပြင်ပါတယ်တားဖြစ်သူကနေပါအောင်ခမားတို့ပေးရမယ့်မူကြီးတွေလို့လှမ်းပြလိုက်တော့ရှန်လီကမွေးတွေကိုဒီဘန်အကောင့်ထဲကိုလှည့်ပေးလိုက်ပါခမားတို့လည်းဂရီးဖြတ်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်လို့ပြောပြီးအမှောင်ထဲမှာလူရိပ်ပျောက်ကွယ်သွားပါတော့တယ်နောက်ရက်မှာလည်းကြက်ရှိနေအပိုင်းလေးဆက်တင်သွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို like and subscribe လေးပြုလုပ်ပေးသွားကြပါဦး